ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီမှာလဲကျွန်တော်တို့ 1KPBS မှာပေါ့နော် special တက်တော့ဆရာမတွေတငယ်ချင်းတွေရှိပါတယ်ဒီနေ့အရှိဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ online မှာကရင်အစီအစဉ်ပေါ့နော်စောတိတော်အသင်းတော်ကိုတွေ့ဘူးတာကြာပြီအတရာတူလည်းသူဥဆောင်တာလည်းအမြဲတွေ့တယ်ဒါပေမဲ့အမြဲလည်းကြည့်ပြတယ်ကျွန်တော်အရင်ကလေကြည့်ပြတဲ့အချိန်မှာကျွန်တော်အရန်စိတ်ဝင်စားတဲ့အသင်းတော်လည်းပါတာပေါ့နော်ဒါပေမဲ့ပြီးခဲ့တဲ့ဆရာအတရာဟီတော်မင်္ဂလာဆောင်မှာကျွန်တော်ပထမဆုံးဒီအသင်းတော်ကိုစရောက်ဖူးခဲ့တယ်ဒါဒုတိယအကြိမ်ဒီနေ့ဒီပလင်မှာအချိန်ယူခွင့်ရပါဘောနော်။ဘာကြောင့်လဲဆိုတော့သိနေတယ်ဒီအသင်းတော်ရဲ့လှုပ်ဆောင်မှုတွေတွေ့နေတယ်ဘောနော် online မှာဘုရားသခင်အရန်ကောင်းကြီးပေးပြီးတော့ဒီနေ့ဘုရားသခင်ဘုန်းတော်ထင်ရှားနေတဲ့အသင်းတော်ဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရလို့လေဘုရားသခင်ကျေးဇူးတော်ချီးမွမ်းတယ်လို့တော်တန်ကျွန်တော်ကရင်ဘာသာနဲ့ကရင်စကားနဲ့ဘောနော်ဒီ live link နဲ့အရာတွေကရှားပါတယ်ကျွန်တော်ကရင်လွန်နားထောင်ခြင်းကျွန်တော်စောတိတော်အသင်းတော်က live link နဲ့အရာလေးတွေတော်တော်များနားထောင်ဖြစ်တယ်ဘောနော်ဒါရှိဥစွာမိတ်ဆက်ခြင်းကျွန်တော်စိတ်ဝင်စားခဲ့တဲ့အသင်းတော်ပေါ့နော်ဒါတို့နဲ့လည်းတွေ့ရတယ်ဒီမှာအသင်းသူအသင်းသားတွေလည်းတွေ့ရတယ်ဒီနေ့ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းပါတယ်အသက်တာမှာကျွန်တော်အသက်တာမှာလည်းအမြဲပဲတည်ဆောက်နေရတဲ့အရာပေါ့နော်ဒီမနက်တောင်ကျွန်တော်ဆရာနဲ့ဆရာမကိုကျွန်တော်ညီကိုလိုပါပဲချစ်ချင်းမေတ္တာနဲ့ပဲခီးဆက်ကြတာဖြစ်တာအဲကြောင့်မေတ္တာကအရေးအကြီးဆုံးမဖြစ်တယ်အိမ်တော်မိသားစုမှာပဲဖြစ်ဖြစ်အသင်းတော်မှာပဲဖြစ်ဖြစ်မေတ္တာမရှိတဲ့နေရာတော့အဲ့ဒီအသင်းတော်ပြိုကွဲတဲ့နေပဲကျွန်တော်လူမှာအားနည်းချက်တွေအများကြီးရှိတယ်လူမှာဟာခွက်တွေအများကြီးရှိတယ်လူမှာမပြည့်စုံတဲ့အရာတွေအများကြီးရှိတယ်လူချင်းမှာတော့မှအဲ့လောက်မပြည့်စုံတဲ့အရာတွေဟာခွက်တွေရှိနေရင်ဖျားဖြစ်တဲ့ဖျားနဲ့ကျွန်တော်တို့ကြားမှာကျွန်တော်တို့ရဲ့အားနည်းချက်ကပြောစရာတောင်မှမရှိတော့လောက်အောင်ကြွာချတာဖြစ်တယ်။ဒါမှလည်းဖျားသခင်ရှေ့မှာကျွန်တော်တို့ကအဲ့ဒီမပြည့်စုံတဲ့အရာတွေကဖျားသခင်ရဲ့အဲ့ဒီချစ်တဲ့မေတ္တာကြီးကခတ်သိမ်းတော့ဒီနေ့အပြစ်တွေတောင်ကျွန်တော်တို့ရဲ့အရာတောင်ဖုံးအုပ်ပေးတာမေတ္တာကြီးကဒါကြောင့်မေတ္တာကအဲ့ကြောင့်ဘုရားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ရတဲ့အချိန်မှာလေဒါခါလေကျွန်တော်တို့ကမေတ္တာကအမျက်ဆုံးဖြစ်တာအောင်နော်ယခုရင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါလို့ရင်ချစ်ခြင်းမေတ္တာဒီအမျက်ဆုံးဖြစ်တယ်လို့ပြောတဲ့အချိန်မှာအော်ယုံကြည်ခြင်းကအမျက်ဆုံးမဟုတ်ဘူးလားစဉ်းစားမိတယ်မျှော်လင့်ခြင်းကလည်းအမျက်ဆုံးမဟုတ်ဒါပေမဲ့လည်းချစ်ခြင်းမေတ္တာကအမျက်ဆုံးဖြစ်တယ်ဆိုတဲ့အရာကိုတဖြည်းဖြည်းနားလည်လာတဲ့အခါမှာအော်ဘုရားသခင်ကိုယ်တော်တိုင်ကချစ်ချင်းမေတ္တာဖြစ်တာဟုတ်ဒါကြောင့်ကျွန်တော်တို့အိမ်တော်မိသားစုတွေမှာလည်းအဲ့ဒီမေတ္တာကအရေးကြီးတာဖြစ်တယ်ကျွန်တော်ညီကိုအချင်းချင်းချစ်တဲ့အရာကမှကျွန်တော်ဘုရားသခင်ရဲ့သားသမီးတွေဘုရားသခင်တပည့်ဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့လူတွေကမြင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မပြည့်စုံတဲ့အရာတွေလူချင်းမှာတော့မှဟာခွက်တွေအများကြီးရှိတဲ့အထဲမှာဒီဘုရားသခင်ကကျွန်တော်တို့ကိုသူ့ရဲ့ချစ်တဲ့မေတ္တာနဲ့ကျွန်တော်တို့ကိုနားလည်ပြီးတော့ဒီနေ့ဖြောင့်မတ်တော်သူပြည့်စုံတော်သူသခင်ယေရှုခရစ်တော်အားဖြင့်ပေးခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဗောနော်ဒီနေ့လူအာဒံနဲ့လူအေဝါကဘယ်အချိန်မှာကြာဆုံးလဲဆိုတော့ဒီဘုရားသခင်ကိုမချစ်တော့တဲ့အချိန်မှာကြာဆုံးတာဖြစ်တယ်ဘာဖြစ်လို့ဘုရားသခင်ကိုချစ်တော်သူကတဲ့နော်ထိုသခင်၏စကားကိုနားထောင်တော်သူမြည်သည်ကဘုရားသခင်ကိုချစ်ခြင်းမေတ္တာနဲ့ချစ်တဲ့လူတဲ့ဘုရားသခင်ရဲ့စကားကိုနားမထောင်တော့မှတော့ဘုရားသခင်ကိုမချစ်တော့တဲ့အရာဆိုတဲ့အရာကိုဒီနေ့ရှင်ယောခရစ်ဩဝါဒစာပထမဆုံးအခန်းကြီး1 အငယ်9မှာတွေ့ရတယ်ထိုသခင်၏စကားတော်ကိုနားထောင်တော်သူမြည်သည်ကတဲ့ဘုရားသခင်ကိုချစ်ခြင်းမေတ္တာနဲ့အမှန်ပြည့်စုံတယ်အဲကြောင့်ပညတ်တော်ကိုကျွန်တော်တို့ကဘုရားသခင်ရဲ့စကားတော်ကိုလိုက်လျှောက်တဲ့အချိန်မှာလိုက်လျှောက်ရမယ်ဆိုတဲ့အရာလည်းမဟုတ်ဘုရားသခင်ကိုချစ်တဲ့မေတ္တာကပဲကျွန်တော်တို့ကိုအဲ့ဒီနှုတ်ဘတ်တော်တွေကိုလိုက်လျှောက်เสียဖြစ်တာ
အားကြောင့်ဘုရားသခင်ကျွန်တော်တို့အမှုတော်မှာဘုရားသခင်ကကျွန်တော်တို့ကိုခေါ်ပြီးတော့စေခိုင်းတဲ့အချိန်မှာလေအမြဲခွန်အားယူရတဲ့အရာလေးကပေတရုကဘုရားသခင်ကပေတရုကိုသူ့အမှုတော်မှာခိုင်းမဲ့အချိန်မှာပေတရုမင်းဘာလုပ်တယ်လဲမင်းရဲ့အားနည်းချက်အားသာချက်တစ်ခုမှမမေးဘူးဘုရားကချစ်လာပဲမေးတာပေတရုမင်းငါ့ကိုချစ်လားချစ်တော့ငါသူတို့ကိုကျွေးမွေးပါငါသူတို့ကိုပြုစုပါအဲကြောင့်ချစ်ချင်းမေတ္တာကအရာအားလုံးရဲ့အထက်မှာရှိတာဖြစ်တယ်ဘာဖြစ်လို့ချစ်ချင်းမေတ္တာကဘုရားသခင်ဖြစ်နေလို့ဖြစ်တယ်အဲကြောင့်ချစ်ချင်းမေတ္တာကအားနည်းချက်တွေကိုမထိုးနှိပ်မထိုးချအောင်ကျွန်တော်လူချင်းကဒီလူပဲအချိန်မားမလဲလို့ကျွန်တော်တို့ကအဲ့ဒီမားခွက်ဟာခွက်ကိုစောက်ပြီးတော့ကျွန်တော်တို့ကထိုးနှက်တတ်တယ်ဒါပေမဲ့ဘုရားသခင်ကတော့ကျွန်တော်တို့မာတဲ့အချိန်မှာတော့မှသူ့ရဲ့မေတ္တာနဲ့ကျွန်တော်တို့ကိုကယ်တင်ဖို့စောင့်နေတဲ့ဘုရားဖြစ်တယ်ဆိုလို့ရအောင်နားလည်ရအဲ့တော့အသင်းတော်တွေမှာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ပြည့်စုံနေတဲ့အသင်းတော်မှာအသင်းတော်ကိုလာပါလို့ကျွန်တော်တို့ဖိတ်ခေါ်စရာမလိုဘူးဘုရားသခင်ရဲ့မေတ္တာနဲ့တကယ်ပြည့်နေတဲ့အသင်းတော်ကကျွန်တော်တို့လာပြီးလာခြင်းနေတာဖြစ်တယ်အသင်းတော်တွေကိုကျွန်တော်ဝင်လိုက်တာနဲ့အော်ဘုရားသခင်မေတ္တာကိုဥဆောင်နေတဲ့အသင်းဘုရားသခင်ရဲ့အစီကံအသင်းဥစရာမှာစအဲ့ဒီအသင်းသူအသင်းသားအယောင်စီတိုင်းရဲ့ဖျားမှာရှိတဲ့အဲ့ဒီမေတ္တာကပဲကျွန်တော်တို့ကိုအဲ့ဒီအသင်းတော်တွေဝင်လာတဲ့အချိန်မှာနှွေးထွေးစေတာဖြစ်တယ်ကျွန်တော်တို့ကိုလွတ်မြောက်စေတာဖြစ်တယ်ပျော်ရွှင်စေတာဖြစ်တယ်အဲ့ဒါကျွန်တော်တို့အသင်းတော်လာဖို့ကိုကျွန်တော်တို့ကအတင်းစီယုံသွေးဆောင်စရာမလိုဘူးလို့ကျွန်တော်တယောက်တည်းအနေနဲ့တော့ကျွန်တော်ထင်မြင်မိတယ်ဘာလို့အဲ့ဒီမေတ္တာဘုရားမေတ္တာကိုခံစားတဲ့နေရာမှာလေအရောက်စီတိုင်းပျော်တယ်အရောက်စီတိုင်းလွတ်မြောက်တယ်အဲ့ကြောင့်ကိုယ်အိမ်တော်မိသားစုမှာကျွန်တော်သားကကျွန်တော်အိမ်မှာမပျော်တော့ဘူးဆိုရင်ကျွန်တော်ကသူ့ကိုအပြစ်တင်မှာမဟုတ်ဘူးဘာကြောင့်ကျွန်တော်အိမ်မှာမပျော်တော့လဲဆိုတဲ့အရာကိုကျွန်တော်ကအရင်စဉ်းစားရမှာဖြစ်တယ်ဒီနေ့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ပြည့်ဝနေတဲ့စုံလင်နေတဲ့မေတ္တာနဲ့ပြည့်တဲ့အိမ်တော်မိသားစုမှာမပျော်တော့လို့မရှိပါဘူးအဲ့တော့သားသမီးတွေကိုကျွန်တော်သားကိုကျွန်တော်မှသား2ယောက်ရှိတယ်ဖိုးခွားကြီးနဲ့ဖိုးခွားစီပေါ့နော်ဘုရားသခင်ရဲ့မေတ္တာနဲ့ပဲဒီလိုဆုံးမတဲ့အချိန်မှာတော့ဒေါသမပါအောင်ဒေါသဖြစ်လာရင်ကျွန်တော်မဆုံးမတော့ဒီနေ့မေတ္တာကအမျက်ဒေါသတော့မှမထွက်တတ်ပါဘူးကျွန်တော်တို့ဒေါသနဲ့သားသမီးကိုတော်၎င်းကျွန်တော်တို့ရဲ့အသင်းသူအသင်းသားကို၎င်းပြောလိုက်ရင်အဲ့ဒါကျွန်တော်ရှုံးတာပဲဒီနေ့မေတ္တာကပြုတ်ပြင်တာအဲ့ဒီမေတ္တာကပြုတ်ပြင်တယ်လို့အဲ့ဒီမေတ္တာကိုမေတ္တာနဲ့ပြောလိုက်တဲ့အရာတစ်ခုချင်းစီကလည်းဒီအထဲမှာလာရိုက်ခတ်တယ်။အော်ငါ့ကိုချစ်ပြီးတော့အသင်းအုပ်ဆရာကချစ်ပြီးတော့ပြောပါလားဆိုတဲ့အဲ့နှလုံးသားကြီးပြောင်းလဲစေတာကျွန်တော်တို့အရန်ဆုံးမတော်လို့ပြောင်းလဲတာမဟုတ်ဘူး။အဲကြောင့်သားသမီးတွေကိုကျွန်တော်သားတွေကိုကျွန်တော်ဖျားမေတ္တာပဲအကြောင်းပဲတော်လူတယောက်ကိုတော့မှအဲ့ဒီမေတ္တာကြီးကမကြမ်းပါတဲ့လူတော်မှထားပြီးတော့ငုတ်တုတ်ထိုင်စေတာအရင်တူစမကောင်းနော်မေတ္တာကအားကြောင့်ပပဟိုခုတ်ကိုဂုံခေါ်ရမှာနော်ပပမရှိရင်သားမနေချင်ဘူးတဲ့အိမ်မှာကျွန်တော်ဖုတ်ခွာရအဲ့ဒီစကားပြောအော်တစ်ဖက်ကအော်သူတို့ကိုမေတ္တာပေးတဲ့အရာကအချီးနှီးမို့အားကြောင့်ကျွန်တော်တို့ဘလို့ပဲလူကတော့မားတတ်ပါတယ်နော်သားထွေးလေးကအိမ်ပေါ်ဆင်းသွားတဲ့အချိန်မှာသူ့ရဲ့စိတ်ဆန္ဒနဲ့သူ့ရဲ့အတ္တမာနဒီနေ့သူ့ရဲ့ဆန္ဒကိုသူဆင်းသွားပြီမဲ့တစ်ချိန်မှာသူ့ရဲ့ဖခင်ရဲ့မေတ္တာကိုသူမြင်လာတာအဲ့ဒီဖခင်ကမေတ္တာမပေးရင်ပြန်လာမှာမဟုတ်ဘူး။အော်ငါပြန်တော့ငါအဖေကငါ့ကိုစူတော့မှာပဲရိုက်တော့မှာပဲငါ့ကိုအားကြောင့်မေတ္တာရှိတဲ့အိမ်မှာလေဘလောက်ပဲအတ္တမာနနဲ့ဆင်းသွားပါစေကိုယ့်တော့ဘောကိုယ်ဆန္ဒနဲ့ဆင်းသွားပါစေအဲ့ဒီအသင်းတော်ကစစ်မှန်သောမေတ္တာအိမ်တော်မိသားစုကစစ်မှန်သောမေတ္တာနဲ့ကျွန်တော်တို့ကဖခင်ရဲ့မေတ္တာကိုအတိုင်းအသက်ရှင်ပေါ့နော်မေတ္တာပေးရင်အချိန်တန်ရင်ပြန်လာတယ်အဲဒါကြောင့်ညလည်းကျွန်တော်အဲ့ဒီအရာလေးခွန်အားရလို့ပြောမိတယ်ရှင်ဘောလူပြောတဲ့စကားနော်အနှိမ့်ဖြစ်စေအမြင့်ဖြစ်စေတဲ့ဘယ်အရာကမှဖခင်သခင်ရဲ့မေတ္တာနဲ့ငါ့ကိုမကွာစေတဲ့
မကွာစီဘူးဆိုတဲ့အရာကိုတဲ့ငါသဘောကျတယ်နောက်ဆုံးတည်ခြင်းတောင်မှဘုရားသခင်ရဲ့မေတ္တာနဲ့မကွာစီဘူးတဲ့ဟာကျွန်တော်တို့ကရှင်ဘောလူကတော့အဲ့ဒါကိုသဘောကျတယ်ဒီနေ့ဘုရားသခင်ရဲ့မေတ္တာကကျွန်တော်တို့ကိုဘယ်အခြေအနေကမှဘုရားမေတ္တာနဲ့မဝေးစေဘူးအားကြောင့်ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်တဲ့အချိန်မှာလေကျွန်တော်တို့တကယ်ပဲအရင်တော့လည်းကျွန်တော်ဓမ္မတေးသချင်းလေးရေးခြင်းအဖြစ်ကျွန်တော်ငယ်ငယ်တည်းကကျွန်တော်ရဲ့အသင်းတော်ကနေအောင်ကကျွန်တော်ဖြတ်ပုံဒီဒီရဲ့ရှိရနော်နေအောင်ကရွာမှာကြီးပြင်းခဲ့တာတကယ်ပဲငယ်ရွယ်တဲ့အချိန်တွေကအသင်းတော်မှာပါဝင်ပြီးတော့ကျွန်တော်10နှစ်လောက်မှာဂီတာတီးတက်တယ်အမိုးကဂီတာသင်ပေးတယ်ရန်ကုန်လာတဲ့အချိန်မှာကျွန်တော်3လတခါကျောင်းပိတ်ရင်ကျွန်တော်ရန်ကုန်မှာဂီတာလေးလာသင်တယ်ပီယနိုလေးလာသင်တယ်ဒီနေ့အမှုတော်မှာပါဝင်ခဲ့ရတာဗောနော်ဒါမဲ့ဒီလိုပဲငငယ်လေးကဘုရားကျောင်းတက်လာတော့ဘုရားသခင်ဒါဘုရားသခင်ရဲ့မေတ္တာကိုအရင်တကယ်ခံစားလာတဲ့အချိန်မှာလေဘုရားရဲ့မေတ္တာနဲ့ကျွန်တော်တို့ရဲ့အားနည်းခြင်းတွေမပြည့်စုံခြင်းတွေစုံလင်နေတဲ့အထဲမှာမှဘုရားသခင်ရဲ့မေတ္တာကိုခံစားတဲ့အချိန်မှာလေနေ့တစ်ခုခုလုပ်တော်မယ်ဆိုရင်တော့မှဒါဘုရားမကြိုက်ဘူးကျွန်တော်ပြည့်ညတ်ချက်ကိုလေအတင်းအကျပ်လိုက်နာတာမဟုတ်တော့ဘူးဘုရားသခင်အဲ့ကြောင့်ယောသက်ကလေဘုရားသခင်မကြိုက်တဲ့အရာငါမလုပ်ဘူးဆိုတဲ့အရာဖြစ်တာအဲ့ဒီဖြစ်တာကပဲဘုရားသခင်တချို့အရာတွေလုပ်တော့မဆိုစိတ်ဆိုးတဲ့အရာကဘုရားမကြိုက်ဘူးမေတ္တာကအမျက်ဒေါသမထွက်တယ်ဒေါသထွက်လို့မရဘူးဘုရားသခင်မကြိုက်ဘူးမေတ္တာနဲ့ကျွန်တော်တို့ကလှုပ်ဆောင်လာတဲ့အခါမှာလေမလေးတော့ဘူးနော်ပြည့်ညက်ချက်ကြီးကိုကျွန်တော်တို့ကအကြောင်းငါ့ကိုချစ်ငါပညာတွေဆောက်ရှောက်ပါဆိုတဲ့အရာကချစ်ချင်းနဲ့ပဲကျွန်တော်လုံနိုင်တာဖြစ်တာအဲကြောင့်ချစ်ချင်းမေတ္တာကဘာလုပ်ပေးရမလဲဆိုတဲ့အရာပဲကြည်နေတာအဲကြောင့်ဆရာမမွေးတင်းကဒီနေ့မနေ့ကကျွန်တော်တို့ပြောတဲ့အချိန်မှာဒီနေ့ဖြစ်တယ်ဆိုတဲ့အချိန်မှာဆရာတော်ကခိုက်မုတ်မလုပ်ပေးလဲရတာပဲမလုပ်ပေးလဲဘာမှမဖြစ်ဘူးလေဒါမှမေတ္တာကဘာလုပ်ပေးရမလဲဘလို့အခွင့်အခါရဲ့ရှိလာရင်လေလှုပ်ပေးချင်လာတာဖြစ်တယ်အဲကြောင့်မေတ္တာမှာလေဘုရားသခင်ကကျွန်တော်တို့ကိုဘာလုပ်ပေးရမလဲကျွန်တော်တို့ရဲ့အားနည်းခြင်းမစုံလင်ခြင်းတွေအရှက်တကွဲအကျိုးနည်းခြင်းတွေဖြစ်တဲ့အချိန်မှာအဲ့ဒီမေတ္တာကလေဒီနေ့တရိษံရဲ့သိရကိုတဲ့ချုပ်ပြီးတော့လူအာရနဲ့လူအေးဝါကိုနော်မိမအေးဝါကိုကပေးတယ်လွမ်းချုံပေးတယ်မေတ္တာကခတ်သိမ်းသောဒီနေ့ပြစ်တူတော်ဖုံးပေးတာအဲကြောင့်အိမ်တော်မိသားစုမှာမေတ္တာရှိလာရင်လေကျွန်တော်တို့ကလက်ညှိုးမထိုးတော့ဘူးသူ့ရဲ့အားနည်းချက်ကိုလည်းလက်ညှိုးမထိုးတော့ဘူးကိုယ့်ရဲ့အားသာချက်ကိုလည်းမပြောတော့ဘူးအားနည်းချက်အားသာချက်ဆိုတော့မရှိတော့ဒီနေ့အိမ်တော်မိသားစုမှာလည်းအဲ့တိုင်းပဲလုံနိုင်ရင်ကိုလုံနိုင်ကိုလုံသွားတယ်သူမလုံနိုင်လဲကျွန်တော်တို့အပြစ်မတင်တော့သူလုံနိုင်တဲ့အချိန်လုံပါမယ်ဆိုတဲ့အရာလေးပဲရှိတာအားကြောင့်ကျွန်တော်တို့ကငယ်ငယ်တည်းကအိမ်တော်မိသားစုကျွန်တော်တို့ရဲ့မိဘတွေကအစင်မပြေတဲ့အချိန်မှာပေါ့နော်အကြောင်းမျိုးကြောက်ပါပဲကျွန်တော်တို့အမိုးကကျွန်တော်တို့ကိုအတော်တွေစီမှာထားခဲ့အဖေမရှိတော့အချိန်မှာပေါ့နော်အပါမရှိတော့အချိန်မှာအမိုးကကျွန်တော်အမိုးကြီးကခလေး9ယောက်ရှိတယ်ကျွန်တော်တို့မောင်နှမ2ယောက်နဲ့ဆို9ယောက်ပေါ့နော်ကျွန်တော်တို့ငငယ်လေးတွေကနေအောင်ကရွာမှာကျွန်တော်တို့မောင်နှမတွေနဲ့ဝင်ခွဲမောင်နှမအရင်လိုပါပဲကျွန်တော်တို့ကသားအရင်လိုပဲချစ်တာပါကျွန်တော်တို့ကလည်းအတော်ကဒီနေ့ကျွန်တော်တို့မောင်နှမတွေကကျွန်တော်အိမ်အောင်ကြပြီးတဲ့အချိန်မှာကျွန်တော်တို့လိုင်သားရမှာနေတယ်ကျွန်တော်တို့ဒီပဲခူးလန်ကျွန်တော်တို့အရင်နေခဲ့တာဒီအဝေးရလန်တလန်းပဲကျွန်တော်မောင်နှမတွေနဲ့ကျွန်တော်တို့စကားများရန်ဖြစ်တာဘာတစ်ခုမှမရှိခဲ့ဘူးဒီနေ့အဲ့ဒီမေတ္တာနဲ့ကျွန်တော်တို့အမိုးကြီးအဲ့ဆိုဘုရားသခင်ကတချို့အရာတွေကျွန်တော်လှုပ်ထားပြီးတဲ့အချိန်မှာငငယ်ကတော့မိဘနဲ့အတူနေခြင်းလိုက်တာညဆိုကျွန်တော်ငိုရပြီကလေးဆိုတော့နေခင်မကတော့ကျွန်တော်တို့ရှောက်ဆော့တာပေါ့နော်တငယ်ချင်းနဲ့ဒါမဲ့လည်းညရောက်တဲ့အချိန်မှာတတိယရောမိခင်ရော9နှစ်6နှစ်ဆိုတော့ပို့ဆိုးတာပေါ့နော်17နှစ်12နှစ်13နှစ်14နှစ်အချိန်လောက်အထိကျွန်တော်ညအိတ်တယ်ဆိုရင်မျက်ရည်နဲ့အိတ်ကြတာအတူနေခြင်းတို့ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အရာကမောင်နှမရည်နဲ့ကျွန်တော်9ယောက်ကျွန်တော်မောင်နှမ2ယောက်ဆို9ယောက်
ကျွန်တော်အိမ်အောင်ကြပြီးတဲ့အချိန်မှာကျွန်တော်မောင်နှမတွေကိုကျွန်တော်ထားခဲ့ရတာဗောနော်အဝေးရလိုင်းမှာဒါပေမဲ့ကျွန်တော်တို့ဘာစကားပြောလဲဆိုတော့တနေ့တစ်ချိန်ကျွန်တော်ပြန်လာမှာနော်လို့မိသားစုနဲ့အတူပြန်နေမှာလို့အရန်အတ္တကြီးပွားတော့အတ္တကြီးပွားလာတော့မသိဘူးနော်ဘာလို့ကျွန်တော်မောင်နှမတွေရဲ့မြတ်တာကိုကျွန်တော်အရန်ခံစားလို့အဲ့ဒီမြတ်တာရှိတဲ့နေရာမှာလေကျွန်တော်တို့ကပြန်ရှင်နေတာစကားကြမ်းကြမ်းတစ်ခွန်းတော့မပြောဘူးဟိုကိုယ့်ရဲ့မိသားစုရဲ့ကောင်းကြောင်းကိုပြောနာမို့နော်အဲ့ဒီမြတ်တာကလေအရန်ထူးဆန်းတယ်သိတယ်သူတို့လည်းမောင်နှမတွေ9ယောက်ကကျွန်တော်တို့ကတော့ဝင်ခွဲပါတဝင်ခွဲဒါပေမဲ့မောင်နှမအရင်လိုပဲချစ်တာဘာလုပ်ပေးရမလဲဆိုတဲ့အရာကိုပဲကျွန်တော်တို့ကကြည့်နေတာအားနည်းချက်တော့ရှိပါတယ်လူတိုင်းကဒါပေမဲ့အားနည်းချက်ကိုဘယ်တော့မှမထပ်ဘူးကျွန်တော်တို့မောင်နှမတွေကအေးသူ့ရဲ့အားနည်းချက်မထောက်လဲသူကလည်းကိုယ်အားနည်းချက်ကိုမထောက်ပြန်ဘူးဘာလို့အားနည်းချက်ထောက် तू ကကျွန်တော်တို့အားနည်းချက်ထောက် तू အားနည်းတဲ့အချိန်မှာကျွန်တော်ပြန်ထောက်မှာဖြစ်တယ်ဒီနေ့အားနည်းရင်တော့မှအဲ့ဒီအားနည်းတဲ့နေရာမှာဝင်ကူတာမေတ္တာကလေအပြစ်မမြင်တဲ့အပြင်ဝင်ကူတာဖြစ်တယ်အားကြောင့်ကျွန်တော်မွေးစင်းလုပ်မဲ့အချိန်မှာအဖေမရှိအမေမရှိဆိုတော့ဘယ်သူနာမည်ထည့်ရမလဲဆိုတော့ကျွန်တော်အတော်နာမည်ပဲထည့်တာအတော်နာမည်နဲ့ဦးလေးနာမည်ပဲထည့်ရပါတော့ကျွန်တော်ဦးလေးနာမည်ထည့်ထားတဲ့ဦးလေးကပြီးခဲ့တဲ့2ရက်3ရက်ကပဲကျွန်တော်စုံသွားလို့ခေါ်မူချင်းခံရလို့ပေါ့နော်အဲ့ဒီနာရီမှလည်းကျွန်တော်အဲ့ဒီမောင်နှမတွေလည်းရှိတယ်အကုန်ရှိတယ်ကျွန်တော်အဲ့စကားပဲပြောခဲ့တယ်မေတ္တာကလေအရန်ထူဆန်းတယ်ကျွန်တော်ချစ်ချင်းအားကြောင့်မေတ္တာမရှိရင်ကိုယ့်အသက်ကိုကိုယ်စွန့်တော်အောင်မှအကျိုးမရှိဘူးတဲ့ကျွန်တော်တို့ကလေလှုပ်တဲ့အရာကိုပဲကျွန်တော်ကဦးစားပေးတာအော်လှုပ်လိုက်ပေးလိုက်ငါပတ်စံပေးလိုက်မိဘကိုတာဝန်ကျေပြီးပေါ့မဟုတ်ပါဘူးမိဘကလည်းငါကလေးတွေကိုပတ်စံရှာပေးနေတာပဲလေထောက်ပံ့နေတာပဲလေဆိုတဲ့အရာကမဟုတ်ဘူးလိုချင်တာကလူကလိုချင်တာမေတ္တာပဲပတ်စံအတိုင်းတာတခုတော့အသုံးပြုလို့ရပါမယ်လူရဲ့ကျင့်တဲ့ခြင်းကလေမေတ္တာရတဲ့အပေါ်မှာကျင့်တတ်သွားတာဘုရားသခင်ကလည်းအဲ့အရာကိုသိတယ်ကျွန်တော်တို့ကိုဖခင်မဲတော်ရဲ့ချစ်ခြင်းမေတ္တာရလေအိုးရှေ့မစွာခင်ကကျွန်တော်တို့လုပ်မဲ့အရာတွေကိုအကုန်ဘုရားသခင်ကအဲ့ဒီမေတ္တာကြီးနဲ့အားကြောင့်အိမ်တော်မိသားစုမှာအသင်းတော်မှာမေတ္တာရှိနေရင်လေဘယ်အရာမှကျွန်တော်တို့မပြုတ်ပြတ်သွားစေဘူးဒါကြောင့်ကျွန်တော်တို့မေတ္တာကအရာအားလုံးခတ်သိမ်းရဲ့အပေါ်မှာရှိတယ်မေတ္တာကိုဘယ်အရာကမှကြော်လို့မရဘူးဘာလို့မေတ္တာကဘုရားသခင်ကိုယ်တိုင်ဖြစ်နေလို့ဖြစ်တယ်အမျက်ဒေါသလည်းမထွက်တတ်ဘူးတဲ့ခတ်သိမ်းသောအဖြစ်ကိုတော့ဖုံးပေးတာဖြစ်တယ်ဒါမှကျွန်တော်ကျမ်းစာထဲမှာဆက်ဖတ်ထဲမှာကျွန်တော်ညီကပြောတဲ့အချိန်မှာဒါမှမတရားသောအမှု၌တော့မေတ္တာကဝမ်းမမြောက်တတ်ဘူးနော်ကျွန်တော်ကိုမေတ္တာနဲ့ဆွဲခေါ်ပြီးတော့ယနေ့ထိတောင်အမှုတော်မှာဆွဲခေါ်ပေးတာလေကျွန်တော်တို့ကောင်းလို့မဟုတ်ဘူးဆိုတဲ့အရာကိုနားလည်တာတဲ့အချိန်မှာလေကျွန်တော်တို့ကဘာဖြစ်လို့သူတို့ဘာကိုလက်ညှိုးထိုးလဲဆိုတော့ကိုကောင်းတဲ့လူအရန်ထင်နေလို့တဲ့အဲ့စကားလေးကြားဘူးတဲ့ကိုကောင်းတဲ့လူအရန်ထင်တဲ့လူကသူများရဲ့အားနည်းချက်ကိုလက်ညှိုးထိုးတယ်တဲ့ဒီနေ့လက်ညှိုးတွေထိုးနေတဲ့နေရာမှာဘယ်သူမှမပြောဘူးအစုခံတာဘယ်သူမှမကြိုက်ပါဘူးနော်ကျွန်တော်လည်းမကြိုက်ဘူးဒါမေတ္တာနဲ့ဖေးမှပြီးတော့မေတ္တာနဲ့ကြီးထွားဖို့အဲ့ဒီမေတ္တာရှိရင်လည်းအသင်းတော်ကလေဘယ်တော့မှမဆုတ်ယုတ်သွားဘူးအဲ့မေတ္တာနဲ့ပြည့်စုံနေတဲ့အသင်းတော်ကလေကြီးထွားတယ်ဘာအရာပဲဆုတ်ယုတ်လဲဆိုတော့ငါဆိုတဲ့အရာပဲဆုတ်ယုတ်သွားတာဒါကြောင့်မေတ္တာကအရင်အရေးကြီးပါတယ်ကျွန်တော်လူတစ်ဖက်သားကိုပြောတဲ့အချိန်မှာမေတ္တာနဲ့ပြောရင်တော့မှမေတ္တာမှန်ရင်လေစိတ်ကိုတော့မနာစီဘူးနော်မေတ္တာမဟုတ်ရင်ကျွန်တော်တို့ကောင်းတဲ့အရာပြောတော့မှတစ်ဖက်သားလက်မခံဘူးဘာလို့အဲ့ဒီနှလုံးသားချင်းကသိနေတာမေတ္တာနဲ့တိရစ္ဆာန်တော်မှသိတယ်ဒီသခင်ကချစ်တဲ့အရာကိုသူခံစားရတယ်လူချင်းကပို့ဆိုးတာပေါ့လူတယောက်ကျွန်တော်တို့ကိုချစ်ပြီးတော့ပြောနေပါလားဆိုတဲ့အရာကအဲ့ဒီသူ့အသက်တာတစ်ခုလုံးတိဆောက်ပေးတာအားကြောင့်မေတ္တာနဲ့ပဲကျွန်တော်တို့ကဘုရားသခင်ဒီမေတ္တာကြီးနဲ့ပဲဒီကျွန်တော်တို့ရဲ့ကဘာယူတိဆောက်ထားတာဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ရတယ်
အားကြောင့်ကျွန်တော်တို့ကလူချင်းအရန်တန်မိုးထားမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်လူတွေကဖခင်ကလူကိုတန်မိုးထားပေမဲ့ကျွန်တော်တို့ကလူထက်အခြားအရာတွေတန်မိုးထားတာဗောနော်အားကြောင့်ဖခင်သခင်ဖန်ဆင်းခြင်းတစ်ခုချင်းစီပြီးတဲ့အချိန်မှာလူကိုဖန်ဆင်းတယ်လူကိုဖန်ဆင်းပြီးတဲ့အချိန်မှာဖခင်သခင်ဘာမှမဖန်ဆင်းတော့ဘူးဆိုတဲ့အရာကိုနားလည်ရတဲ့အချိန်မှာအော်ဖခင်သခင်အတွက်ကလူကပြည့်စုံခြင်းဖြစ်တယ်ဆိုတဲ့အရာနားလည်ရတာလူကိုဖန်ဆင်းပြီးတဲ့အချိန်မှာဘုရားသခင်အလွန်ကောင်းတယ်။ကျန်တဲ့အရာတွေဖန်ဆင်းပြီးတဲ့အချိန်မှာကောင်းတယ်ပဲ။ဒါပေမဲ့လူကိုဖန်ဆင်းပြီးတဲ့အချိန်မှာဘုရားသခင်ကအလွန်ကောင်းတယ်။ဒီဘုရားအတွက်ကလူကမရှိမဖြစ်သူ့ဘဝရဲ့ဒီနေ့ပြည့်စုံခြင်းလူကဘုရားသခင်ရဲ့အမျက်တနိုးဘုရားအတွက်ကလူကမရှိမဖြစ်ဘုရားသခင်လူကိုဖန်ဆင်းပြီးတဲ့အချိန်မှာ9 ရက်အောက်တော်နေ့မှာငြိမ်ဝတ်စွာပဲနေလို့တာ။ဘာမှဖန်ဆင်းစရာမရှိတော့ပြီးကုန်ပြီ။ဒါပေမဲ့လူဘုရားသခင်ကလူကိုအယမ်းတန်ဖိုးထားပေမဲ့ကျွန်တော်တို့ညီကိုချင်းတောင်မှတန်ဖိုးမထားရင်ကျွန်တော်ညီကိုချင်းတောင်မချစ်နိုင်ရင်ဆိုတဲ့အရာသိလာတဲ့အချိန်မှာလေအဲ့ဒီမေတ္တာနဲ့အဲ့ကြောင့်ဘုရားသခင်အမှုတော်ကိုစောင့်တဲ့အချိန်မှာအဲ့ကြောင့်ကျွန်တော်တို့ရဲ့အထဲမှာနှလုံးသားထဲမှာချစ်တော်မေတ္တာကပဲအကောင်းဆုံးအရာတွေကိုစီးထွက်လာစေတာဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကောင်းတဲ့ဘုတ်ထွက်ဖို့ကအဲ့ဒီမေတ္တာကပဲအဲ့ဒီကောင်းသောနှုတ်ကပတ်တော်နဲ့တိဆောက်စရာနှုတ်ကပတ်တော်တပုတ်ကိုထွက်လာစေတာဖြစ်တာအဲ့ကြောင့်ကောင်းသောသခြင်းတပုတ်ထွက်လာဖို့ဆိုတော့လေကောင်းသောဓမ္မတေးသခြင်းတပုတ်ဖျားနဲ့ဆက်ဆိုင်တဲ့တေးသခြင်းတပုတ်ထွက်လာဖို့ဆိုတော့လေအဲ့ဒီအထဲထဲကချစ်ခြင်းမေတ္တာကထွက်လာစေတာဖြစ်တယ်အဲ့ကြောင့်ဘာဖြစ်လို့ဒီဆရာကတရားဟောတာကောင်းတာလဲအယမ်းတော်နေလို့မဟုတ်ဘူးဘာဖြစ်လို့ဒီဆရာတည်းကသခြင်းရေးတာတော်တော်ကောင်းတာလဲဆိုတော့အဲ့ဒီမေတ္တာကပဲအထဲမှာရှိသောချစ်ခြင်းမေတ္တာကပဲအဲ့ဒီအရာတွေကိုထွက်လာစေတာဖြစ်တာအဲကြောင့်အကောင်းဆုံးအရာတွေကိုထွက်လာစေခြင်းကအထဲကမေတ္တာပဲဖြစ်တာဆိုတဲ့အရာကိုနားလည်လာတယ်အဲကြောင့်ဘုရားသခင်ကသူ့အမှုတော်ကိုဆောင်တဲ့အချိန်မှာအဲကြောင့်အမြဲစင်ကြတယ်ပေတရုကိုမေးတာချစ်လာပဲမေးတာကြည့်နော်ပေတရုမှလည်းအားရချက်တွေအများကြီးရှိမှာပဲနော်ဒါပေမဲ့ဘုရားကလိုချင်တာအဲ့ဒီမေတ္တာပေါ်မှာမလှုပ်ဆောင်တဲ့အရာပဲဘုရားလိုချင်တာချစ်လားအဲ့ဒီချစ်ချင်းမေတ္တာကပဲပေတရုကိုအကောင်းဆုံးလှုပ်ဆောင်နိုင်စေခဲ့တာဖြစ်တယ်။အဲကြောင့်အေဖက်သင်တော်မှာတီးခံခြင်းဗျာဒိတ်ကျမ်းမှာပြောတာဒီနေ့အချင်းချင်းကလည်းငါသိတယ်။ဒီနေ့ပရောဖက်ဟုတ်လားဒီတမန်တော်ဟုတ်မဟုတ်လဲမင်းတို့ကပိုင်းခြားသိနိုင်တယ်။ဟာသူတို့ရဲ့သိခြင်းတွေကျင့်ခြင်းတွေအရင်ကဒါပေမဲ့လည်းမှတ်တစ်ခုလို့သေးတယ်။ရှစ်ဦးမေတ္တာရော့ပြီ။ပြင်တော့မပြင်တော့မင်းရဲ့မိကွက်ကိုငါရွှေ့တော့မှာဟာကျန်တဲ့အရာတွေပြည့်စုံနေပြီလေမေတ္တာမရှိရင်အချီးနှီးတယ်ဘဲဆိုတဲ့အရာကိုမြင်ရတာကျွန်တော်လှုပ်ဆောင်တဲ့အပေါ်မှာကြည်နဲ့နေပြီမဲ့ဘုရားသခင်ကနှလုံးသားကိုကြည့်ပြီးတော့ဒီမေတ္တာနဲ့လှုပ်ဆောင်တဲ့အရာပေါ်မှာပဲဘုရားသခင်ကလက်ခံနေဆိုတဲ့အရာကိုနားလဲရတယ်အဲကြောင့်ကျွန်တော်တို့အိမ်တော်မိသားစုမှာကျွန်တော်တို့ကဆုံးမတယ်ဆိုတဲ့အရာကျွန်တော်တို့ကတုံသင်တဲ့နှုတ်ဘတ်တော်နဲ့တုံသင်တဲ့ဆိုတဲ့အရာမှာအမှန်တရားဝင်ဖို့ဘုရားသခင်မေတ္တာပေါ်မှာပဲဒီနေ့တိဆောက်ဖို့ဖြစ်တယ်ဆိုတဲ့အရာကိုခွန်အားပေးခြင်းပါတယ်စင်နိုင်ထော်ရနော်ဘယ်လိုပဲဖြစ်ဘုရားသခင်ကြီးစိုးကြောင့်ကျွန်တော်အရန်ရောက်ချင်တဲ့အသင်းတော်ကိုဒီနေ့ဒီပလင်မှာဘုရားသခင်ရဲ့ဒီနေ့နှုတ်ကပတ်စကားကိုပြောဆိုရတော့အခွင့်ပေါ့နော်ခွန်အားပေးရတော့အခွင့်စောတိတော်အသင်းတော်ဆိုတာကြားဘူးခဲ့တာကြားပါပြီ online မှာလည်းကိုဗစ်နောက်ပိုင်းမှာကျွန်တော်တွေ့ပြီးတော့ဆရာတော်လည်းတွေ့ရတယ်ဒီနေ့ဘုရားသခင်ကျေးဇူးတော်တက်ပဲဒီအသင်းတော်မှာရှိတော့အသင်းအုပ်ဆရာအသင်းသူအသင်းသားအရာဆရာကြီးနဲ့ကျွန်တော် special တက်တော့ဆရာမကြီးနဲ့တွေ့ပါရဲ့ဒီမှာဆရာကြီးလည်းဆရာတန်ထွန်းလည်းကျွန်တော်တွေ့တယ်ပေါ့နော်နေကျေးဇူးတော်ကြောင့်ကျွန်တော်အမှုတော်မှာဘုရားသခင်ကစုံတွေ့စေတဲ့အခွင့်ဖြစ်တယ်ဒီဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းခြင်းနဲ့ကျွန်တော်အသက်တာမှာဒီနေ့ဘုရားသခင်ကပဲကျွန်တော်အသက်တာကိုသခင်ရှုခရစ်တော်အားဖြင့်ပဲကျွန်တော်လှုပ်ဆောင်ခြင်းတဲ့အရာတွေအများကြီးအသက်တာမှာရှိခဲ့တယ်ကျွန်တော်အမှုတော်ဆောင်မှုဘယ်တော့မှမလုပ်ချင်ခဲ့တဲ့အရာကျွန်တော်အလုပ်လုပ်ပြီးတော့ပဲအမှုတော်ဆောင်တွေကိုပံ့ပိုးမယ်ကျွန်တော်စီးပွားရေးပဲလုပ်မယ်အဲ့ဒီစီးပွားရေးရလာတဲ့ပတ်စံတွေနဲ့ပဲအမှုတော်ကိုဘုရားသခင်ရဲ့အစေခံတွေကိုကျွန်တော်လူငွေပေးမယ်လို့ကျွန်တော်ရဲ့အကြံစီကအဲ့လိုဖြစ်ခဲ့တယ်ဒါပေမဲ့ဘုရားသခင်ရဲ့အကြံစီကအဲ့လိုဟုတ်မနေဘူးကျွန်တော်တို့ကရင်လူမျိုးတွေကတော်တော်များများကအေးဆေးနေတတ်ကြတာနော်ကျွန်တော်ဥဆောင်ဖို့ဆိုတဲ့အရာကလည်းအရင်
မရှိဘူးကျွန်တော်အနောက်ကပတ်မိုးတဲ့အရာကိုအရန်ကြိုက်တဲ့လူမျိုးတွေမိဖို့ကြောင့်မှာပဲပကံစီရမလားကျွန်တော်လုံနိုင်တယ်မိဖို့ကြောင့်မှာပဲထမင်းချမလားလုံလို့ရတယ်ကျွန်တော်တို့ကအဲ့ဒီအနောက်ကနေပတ်မိုးတဲ့အရာလေးကိုအရန်နှစ်သက်တယ်ပဲဒါဘုရားသခင်ကသူ့အမှုတော်မှာကျွန်တော်တို့အသုံးပြုလာတဲ့အခါမှာကျွန်တော်လူမျိုးတွေကျွန်တော်ကြည့်တဲ့အချိန်မှာလေဒီနေ့အရန်ပြည့်စုံကောင်းနေတော့မဟုတ်ဘူးဒီနေ့အဲ့ဒီအထက်ကဖခင်ကိုချစ်တဲ့မေတ္တာကတော့အရန်ကျွန်တော်တို့ရဲ့အရာအားလုံးကိုဖုံးအုပ်ပေးခဲ့တဲ့အရာတွေ့ရတယ်အဲ့ဒီမေတ္တာကပဲကျွန်တော်တို့အမှုတော်ထဲမှာဘုရားသခင်ကဆွဲခေါ်ပြီးတော့အော်ကျွန်တော်ဘာမှမပြည့်စုံတဲ့အချိန်မှာတော့မှဘုရားသခင်ကကျွန်တော်ကိုချစ်နေပါလားကျွန်တော်ပြည့်စုံခြင်းမပြည့်စုံခြင်းတစ်ခုကြီးဆိုင်ကိုကြည့်တဲ့ဘုရားမဟုတ်ဘူးကျွန်တော်တို့ကိုမင်းအပြစ်ရှိတော့သွားတော့ဒီနေ့အဲ့ဒီအပြစ်လောက်ပြီးတော့ဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အချိန်မှာတော့မှဒီနေ့တရေဝစ်လုံနဲ့ကျွန်တော်တို့ကိုအဆက်တွေကိုကွယ်ပြီးတဲ့ဘုရားဖြစ်တယ်။အဲကြောင့်ဘုရားသခင်ကျွန်တော်တို့ကိုတခါလေအဆက်ကွယ်အကျိုးနည်းမှဆိုလို့တချို့အရာတွေကျွန်တော်တို့ကိုကွယ်ထားပြီးတယ်။ကျွန်တော်တို့ကိုနော်အရန်ချစ်လို့ဒါမဲ့တခါလေကျွန်တော်တို့တခါလေကြာကျွန်တော်တို့အထုပ်ကိုကျွန်တော်တို့ဖြည့်သလိုဖြစ်တယ်။တချို့အရာတွေဘုရားသခင်အဲ့ဒါကြီးဖုံးထားပြီးတာကျွန်တော်တို့ကိုအရန်ချစ်လို့ကျွန်တော်အားနည်းချက်တွေမပြည့်စုံတဲ့ခြင်းတွေရှိပေမဲ့လေအိုးဒီနေ့နှလုံးသားဘုရားသခင်ကိုချစ်တဲ့အရာလေးတစ်ခုအားဖြင့်ပဲဒီနေ့လူတွေကိုချစ်သောအရာတစ်ခုအားဖြင့်ဘုရားသခင်အမှုတော်မှာဆွဲခေါ်လာတယ်။အဲကြောင့်ဘုရားသခင်သုံးတဲ့အမှုတော်ဆောင်တွေများစွာနဲ့သူတို့အသက်တာကိုလေ့လာတဲ့အချိန်မှာလေအယံတော်လို့အယံတက်လို့အယံပညာရည်နဲ့ပြည့်စုံနေလို့တော့မဟုတ်ဘူး။သူတို့အထက်မှာဘုရားကိုချစ်တဲ့အရာတစ်ခုရှိတယ်။လူတွေအတွက်အစေခံမဲ့အရာတစ်ခုရှိတယ်။ဒီနေ့အဲ့ဒီမေတ္တာကပဲကျွန်တော်တို့ကိုဘုရားသခင်အမှုတော်မှာတာ၍လှုပ်ဆောင်နိုင်လာနိုင်စေတာဖြစ်တယ်။ဒီနေ့သချင်းလေးတစ်ပုဒ်ချီးမွမ်းကြပါတယ်လို့နော်။ခရီးရဲ့လမ်းဆုံးဆိုတဲ့သချင်းလေးဖြစ်တယ်။ကျွန်တော်တို့အသက်တာမှာဘယ်အရာပဲလှုပ်ချင်လှုပ်နေပါစေ။ကျွန်တော်တို့အသက်တာရဲ့သခင်ရှုခရစ်တော်ကပဲကျွန်တော်တို့အသက်တာရဲ့ခရီးလမ်းဆုံးဖြစ်တာ။ဖခင်ရဲ့မေတ္တာထဲမှာဖခင်ရဲ့အမှုတော်တွေကပဲကျွန်တော်တို့ဘဝအသက်တာရဲ့နှစ်မြုပ်ခြင်းလမ်းခီးအဆုံးဖြစ်တယ်ဆိုတော့မြင်ရတာဒါကြောင့်ကျွန်တော်တို့အိမ်တော်မိသားစုမှာပဲဖြစ်ဖြစ်အသင်းတော်မှာပဲဖြစ်ဖြစ်အဲ့ဒီမေတ္တာနဲ့လွမ်းခြုံဖခင်သခင်မေတ္တာလွမ်းခြုံပါဖခင်ရဲ့မေတ္တာကပဲကျွန်တော်တို့ကိုလုံခြုံစေတာဖြစ်တယ်အသင်းတော်မှာလည်းဖခင်သခင်မေတ္တာကပဲကျွန်တော်တို့ကိုနှွေးထွေးပြီးတော့အသင်းတော်မှာနောက်တစ်ခါလာဖို့တော့မှကျွန်တော်ဖိတ်ခေါ်စရာမလိုတော့လောက်အောင်အသင်းတော်ကိုလာခြင်းနေတာဖြစ်တယ်အိမ်တော်မိသားစုတွေမှာလည်းအဲ့တိုင်းပဲမေတ္တာရှိတဲ့နေရာမှာကလေးတွေကပျော်တယ်ဒီနေ့ဘုရားသခင်ရဲ့မေတ္တာကိုအရောက်စတိုင်းခံစားပြီးတော့ဒီနေ့ကျမ်းစာလေးဖတ်ချင်ပါတယ်ဒီခါလေးကျွန်တော်တို့အလင်းထဲမှာရှိလားမရှိလားဆိုတာလေကျွန်တော်တို့တွေ့ဝင်နေစရာတော့မလိုပါဘူးနော်ကိုညီကိုချင်းချစ်တဲ့လူကအလင်းထဲမှာရှိတယ်အဲဒါကျွန်တော်ညီကိုချင်းမချစ်နိုင်တော့ကျွန်တော်တို့အမောင်ထဲမှာရှိဖို့ကျင်းတည်ပါပြီအဲကြောင့်လူတစ်ယောက်ကိုကျွန်တော်တို့စိတ်ထဲမှာအော်တခုခုဖြစ်လာပြီဆိုအိုးကျွန်တော်တို့ကအလင်းရဲ့သားသမီးဖြစ်တယ်ဆိုတဲ့အရာနားလည်ရတဲ့အချိန်မှာလေအော်ပြီးပါကျွန်တော်ညီကိုချင်းကိုချစ်ပြီးတော့အလင်းထဲမှာရှိရဆိုတဲ့သူကအဲ့ဒါမှုတာကိုပြောနေတာကျောက်ဘုရားတက္ကသိုလ်ကိုးခွေချင်းလာတဲ့အချိန်မှာလေအရင်မလာခိုင်းဘူးပြန်အောင်တဲ့ကိုညီကိုနဲ့အသင့်ဖြစ်အောင်ပြန်လုပ်လိုက်အောင်တဲ့အားကြောင့်ရှင်ရောခရစ်ဝင်ခန်းကြီးနှစ်အငယ်61မှာမိမိညီအကိုကိုမုန်းလျက်ပင်ငါသည်အလင်း၌ရှိ၏ဟုဆိုသောသူသည်ယခုတိုင်အောင်မောင်မိုက်၌ရှိပေမိမိညီအကိုကိုချစ်သောသူသည်အလင်း၌တည်ထိမိ၍လဲเสียအကြောင်းသည်ထိုသူ၌မရှိမိမိညီအကိုကိုမုန်းသောသူသည်မောင်မိုက်၌ရှိမောင်မိုက်၌လည်းကျင်လေသွားလာတော်သူဖြစ်တယ်ဟာမောင်မိုက်ကြောင့်သူ၏မျက်စိမမြင်နိုင်တဲ့ဖြင့်အဘယ်အရက်ကိုသွားသည်ကိုမသိဒီနေ့အဆိုးဆုံးအရာတစ်ခုကကျွန်တော်တို့သိလာမှာကရှင်ယောဟန်ခရစ်ယာန်ဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်15မှာမိမိညီအကိုကိုမုန်းသောသူမြည်သည်ကလူအသက်ကိုတတ်တော်သူဖြစ်တယ်ဟာကျွန်တော်လူကိုလိုက်တတ်နေမှာမဟုတ်ပါဘူးနော်မိမိညီအကိုကိုမုန်းသောသူပါတဲ့လူအသက်ကိုတတ်တော်သူတစ်စုံတစ်ယောက်မှကောင်းကင်နိုင်ငံမဝင်ရဘူးတဲ့နော်လူအသက်ကိုတတ်တော်သူတစ်စုံတစ်ယောက်ညထာဝရအသက်နဲ့မတည်သည်ကိုသင်တို့သိကြ၏
ဒါကြောင့်အဆုံးပိုင်းလေးအငယ်ဆက်လေးအဆုံးပိုင်းလေးမှာကြည့်ပါမိမိညီအကိုကိုမချစ်တော်သူသည်တဲ့တေခြင်း၌တည်၏တဲ့ဒါချစ်ချင်းမေတ္တာကအရာအလုံးခတ်သိမ်းရဲ့အထက်မှာရှိနေတာဖြစ်တယ်ဒါကြောင့်ချစ်ချင်းမေတ္တာကလည်းဘုရားသခင်ငါသည်ချစ်ချင်းမေတ္တာဖြစ်တယ်ကျွန်တော်မေတ္တာနဲ့နော်စီကံတော့စီးနဲ့ဘောင်တွေကတော့ကောင်းပါတယ်ဒါမှမေတ္တာမဲ့လာရင်အဲ့ရကကွဲပြားစေတာစီးနဲ့ဘောင်တွေကကောင်းပါတယ်ဒါပေမဲ့မေတ္တာတမန်တရားထဲမှာမေတ္တာနဲ့ဆွဲခေါ်ပြီးတော့အဲ့ဒီအရာကပဲကျွန်တော်တို့ကိုစစ်မှန်စွာတိဆောက်ပေးတာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ခွန်အားပေးခြင်းပါတယ်ဒီနေ့မေတ္တာနဲ့ဘုရားသခင်မေတ္တာနဲ့ပဲကျွန်တော်တို့အရောက်စီတိုင်းဖေးမှပြီးတော့အားနည်းချက်တွေရှိနေမှာအားနည်းချက်တွေမှာကျွန်တော်တို့ကဝင်းပြီးတော့ကူဖို့ဖြစ်တာဒီနေ့ထောက်ပြတဲ့လူတဲ့မေတ္တာပြတော်သူဖြစ်ပါစေစီရင်တော်သူတဲ့ဒီနေ့အဲ့ဒီအရာကိုကျွန်တော်တို့ကစီရင်တော်သူမဖြစ်ဘဲနဲ့လက်ညှိုးထိုးတဲ့သူမဖြစ်နဲ့ဒီဘုရားသခင်မေတ္တာနဲ့ပဲတိဆောက်တော်ယုံကြည်သူအရောက်စတိုင်းဖြစ်ဖို့ဒီနှုတ်ကပတ်တော်အားဖြင့်ခွန်ပေးပါတယ်ဒီနေ့ဂုဏ်တော်ချီးမွမ်းခြင်းအားဖြင့်ဘုရားသခင်ကိုချီးမွမ်းခြင်းပါတယ်ဒီကမ္ဘာလောကရဲ့ခီးလန်းဆုံးအခုတော့တွေ့ရှိခဲ့ရပြီဘယ်ရနေမှနိုင်လို့မရအတူမဲလို့နဲ့သူချစ်ရဲ့ထွေးပိုင်ရင်မှခံစားရကိုယ့်ရဲ့ဘဝကိုကြည်လက်နေရှင်သန်ခြင်းရဲ့လမ်းဆုံးကိုရှာတွေ့ပြီကွယ်စမန်တဲ့ဘုရားမြတ်တာကိုခံစားပြီးတော့အရောက်စတိုင်းဘုရားသခင်ဘုန်းတော်သား၍ထင်ရှားသောသူရောက်စတိုင်းဖြစ်စေဖို့ခွန်အားပေးတိုက်တွန်းပါတယ်အရောက်စတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ